ကောင်းတို့ကကုသိုလ်လဲရမယ်နိဗ္ဗာန်လဲရမယ်အာဇီတဲ့ဝိပဿနာနဲ့အားထုတ်ဖို့ဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဒါကယုတ်တရားဒါကနန္တရားဒါကပညာဒါကပရမတ်ဒိဋ္ဌိကိုအတိနဲ့တမတနာဉာဏ်တင်ပြီးတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကအဲ့ဒီလိုဝိပဿနာအားကြီးတဲ့ဉာဏ်နဲ့ရှုမှသာလင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကနိဗ္ဗာန်လဲရမယ်ကုသိုလ်လဲရမယ်နိဗ္ဗာန်လဲရမယ်ဒါကြောင့်မလို့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကနိဗ္ဗာန်ကိုလိုချင်ပါတယ်ရချင်ပါတယ်ဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဟုတ်လားအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်ရမယ်အဲ့ဒီအားကြီးတဲ့ဝိပဿနာနဲ့အားထုတ်မယ်ဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကတခြားကိုဖြုတ်ရမှာလားဒိဋ္ဌိကိုဖြုတ်ရမှာလားအဲ့ဒီဒိဋ္ဌိကိုဖြုတ်ရမယ်ဆိုရင်အဲ့ဒီဒိဋ္ဌိကလည်းတခြားမှာကတ်တာလားခန္ဓာမှာကတ်တာလားခန္ဓာမှာကတ်နေတဲ့ဒိဋ္ဌိကိုဖြုတ်ရမယ်ဆိုတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကတခြားကိုနားလည်ရမှာလားခန္ဓာအကြောင်းကိုနားလည်ရမှာလားခန္ဓာအကြောင်းကိုနားလည်အောင်သင်ရမယ်ခန္ဓာအကြောင်းကိုနားလည်အောင်သင်ရမယ်ဆိုတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကခန္ဓာအကြောင်းကိုနားလည်အောင်သင်တာကတခြားလားပရိစ္ဆေသမုပ္ပါတရားလားဒါဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဟောဒီပရိစ္ဆေသမုပ္ပါတရားတော်ကိုလေ့လာစီပူရမယ်မသားရမယ်ဆိုတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ပရိစ္ဆေသမုပ္ပါဆိုတာတခြားဖြစ်စဉ်လားခန္ဓာဖြစ်စဉ်လားအဲ့ဒီခန္ဓာဖြစ်စဉ်ကိုတို့ယောဂီအပေါင်းသူတော်ကောင်းတို့ဘယ်နှမျိုးနဲ့ဟောထားတာပါလဲအဲ့ဒီရှင်မျိုးကိုတခြားလို့ခေါ်တာလားအသွယ်လို့ခေါ်တာလားဒါကြောင့်တို့ယောဂီအပေါင်းသူတော်ကောင်းတို့အဲ့ဒီအသွယ်ရက်ကသစ္စာနှစ်ခုအသွယ်ကိုအခြေခံပြီးတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ဟောကြားပေးပါမယ်ဒါကြောင့်အလုံးစုံယောဂီအပေါင်းသူတော်ကောင်းတို့သစ္စာကဘယ်နှပါးဘာတွေပါလဲဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာတို့ဖြစ်ပါသည်ဖေယဘာတန်နေကြားနေရပြီလဲသစ္စာတန်နေကြားနေရပြီဒါဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟောဒီသစ္စာတန်တွေကြားရအောင်ဘသူကဟောခဲ့တာပါလဲမြတ်ဗုဒ္ဓကဟောခဲ့တာမြတ်ဗုဒ္ဓဟောခဲ့တဲ့သစ္စာအဲ့ဒီသစ္စာတန်တွေဒီကနေ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဒီနေ့ကြားနေရပြီတို့ယောဂီအပေါင်းသူတော်ကောင်းတို့နဲ့ဥစဉ်တို့ကဘဝတန်တရားတစ်လျှောက်လုံးမှာဟောဒီသစ္စာတန်တွေပြောင်းနေလို့ခန္ဓာနဲ့တန်ត្រာလည်နေရတာဘာတွေပြောင်းနေလို့ပါလဲသစ္စာတွေပြောင်းပြီးတော့ခန္ဓာတန်ត្រာတွေလည်နေရတာဒါဆိုရင်ဒီကနေ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကသစ္စာတန်တွေမကြားရဘူးလားသစ္စာတန်တွေကြားနေရပြီဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့နောက်တစ်ခေါက်လောက်သစ္စာတန်လေးကိုဆိုကြည့်ပါဦးဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာတို့ဖြစ်ပါသည်ဗျာဒါဆိုသစ္စာ၄ပါးတော့သိသွားပြီအဲ့ဒီသစ္စာ၄ပါးရဲ့အဓိပ္ပာယ်ကိုသိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်မလို့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဒုက္ခသစ္စာပရိဇာနံတော်တဲ့ဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားဖြစ်ဒုက္ခပြတ်ဒုက္ခကိုပရိဇာနံတော်ထက်ခါပိုင်းခြားပြီးတော့သိပေးရမယ်တဲ့ဒုက္ခသစ္စာကိုဘာလို့ပေးရမှာလဲသမုဒယသစ္စာဗဇဟံတော်သမုဒယသစ္စာဒုက္ခဖြစ်ကြောင်းအမှန်တရားတဏှာလောဘတရားတွေကိုဗဇဟံတော်ပယ်သက်ပေးရမယ်သမုဒယသစ္စာဆိုတာဘာလို့ပေးရတာပါလဲပယ်သက်ပေးရတာနိရောဓသစ္စာတဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်နိဗ္ဗာန်ကိုတစ္ဆိကရုဏ်တော်တဲ့မျက်မှောက်ပြုတ်ရမယ်တဲ့နိရောဓသစ္စာကိုဘာလို့ပေးရမှာပါလဲမဂ္ဂသစ္စာဘာဝေယံတော်တဲ့မဂ္ဂသစ္စာဒုက္ခသစ္စာဤချုပ်ကြောင်းသမုဒယသစ္စာကိုပယ်ကြောင်းနိရောဓသစ္စာကိုမျက်မှောက်ပြုကြောင်း
အကျင့်မှန်တရားမဂ္ဂင်၈ပါးကိုဘာဝေယံတော့ပွားများပေးရမယ်တဲ့ဒါကြောင့်မလို့ဒီကနေ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ရထားတဲ့ဟုတ်လားပရိစ္ဆေသမုပ္ပါစဝိုင်းဆိုတဲ့ဟောဒီလက်ကမ်းစာဆောင်လေးမှာသစ္စာ၄ပါးရဲ့အဓိပ္ပာယ်လေးတွေရေးထားတာရှိတယ်ဒါကြောင့်မလို့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဟောဒီပရိစ္ဆေသမုပ္ပါစဝိုင်းလက်ကမ်းစာဆောင်လေးကိုအလဲကိုလန်ကြည့်လိုက်ပါဦးလန်ပြီးပြီလားလမ်းပြီးပြီဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ဟုတ်လားထိတ်ဆုံးနတ်မှာခန္ဓာ၅ပါးမတွေ့ဘူးလားခန္ဓာ၅ပါးရဲ့အောက်မှာသစ္စာ18ပါးဓာတ်18ပါးဆိုရတာမတွေ့ရဘူးလားဓာတ်18ပါးရဲ့အောက်မှာသစ္စာ4ပါးဆိုရတာမတွေ့ရဘူးလားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့အဲ့မှာဟုတ်လားဓာတ်18ပါးလဲဟုတ်လားရှိတယ်ခန္ဓာ၅ပါးလည်းရှိတယ်သစ္စာ၄ပါးလည်းရှိတယ်ဆိုတော့ဒီကနေ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကသစ္စာတရားနာမယ်ဆိုတော့အဲ့ဒီသစ္စာ၄ပါးရဲ့အ내အဓိပ္ပာယ်ကိုဟလာဆောက်ရမှလာတဲ့အတိုင်းတို့ယောဂီအပေါင်းသူတော်ကောင်းတို့ဆိုကြည့်ပါဦးဇာကိုမြမပြုကြောင်းအကျင့်မှန်တရားမဂ္ဂင်၈ပါးပွားများရမည်တရားတို့ဖြစ်ပါသည်ဖျားဆိုပြီးတော့သစ္စာ၄ပါးရဲ့အ내အဓိပ္ပာယ်တွေမသိရဘူးလားဒါဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့မြတ်ဗုဒ္ဓကဟောကြတာကသစ္စာဘယ်နှပါးကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမောဂုတ်ဆရာတော်ဖေရကြီးကဟောဒီပရိစ္ဆေသမုပ္ပါစဝိုင်းဒေသနာတော်ထဲမှာကြတော့သစ္စာဘယ်နှပါးနဲ့ရေးဆွဲထားပါလေသစ္စာ2ပါးနဲ့ပဲရေးဆွဲထားတယ်ဒါဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့မြတ်ဗုဒ္ဓက၄ပါးလို့သစ္စာ၄ပါးလို့ဟောပင်ဟောညာတော်လဲကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမောဂုတ်ဆရာတော်ကြီးကသစ္စာဘယ်နှပါးနဲ့ပဲရေးဆွဲထားပါလေအဲ့ဒီသစ္စာ2ပါးနဲ့ရေးဆွဲထားတယ်ဆိုတာတခြားကြောင့်ရေးဆွဲထားရတာလားဆိုရင်မဟုတ်ဘူးတဲ့သစ္စာ4ပါးရှိပင်ရှင်းညာတော်လေတို့ယောဂီအပေါင်းသူတော်ကောင်းတို့တန္တရာလေတာကသစ္စာ4ပါးနဲ့တန္တရာမလဲဘူးတဲ့တန္တရာလေတာသစ္စာ4ပါးနဲ့လဲရဲ့လားတန္တရာလေတာကသစ္စာ2ပါးနဲ့ပဲလဲတယ်သစ္စာဘယ်နှပါးနဲ့ပဲလဲတာပါလေအဲ့သစ္စာ2ပါးနဲ့လဲတယ်ဆိုရင်ဘယ်သစ္စာနာပါလေသမုဒယသစ္စာနဲ့ဒုက္ခသစ္စာနဲ့ဒီသစ္စာ2ခုနဲ့ပဲတန္တရာလဲတယ်ဆိုတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့သစ္စာ2ပါးကတန္တရာလဲကြောင်းသစ္စာ2ပါးကအလဲကြောင်းသစ္စာ2ပါးကတန္တရာပြတ်ကြောင်းတဲ့နိရောဓသစ္စာနဲ့မဂ္ဂသစ္စာဆိုတာတခြားလားတန္တရာပြတ်ကြောင်းလားတန္တရာပြတ်ကြောင်းတဲ့ဒါပေမဲ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကတန္တရာပြတ်ကြောင်းကိုအရင်မဟောခဲ့ဘူးတန္တရာလဲကြောင်းကိုအရင်ဟောခဲ့တယ်အဲ့ဒီတန္တရာလဲကြောင်းကိုဟောခဲ့တော့ဘယ်သစ္စာတွေနဲ့ဟောခဲ့တာလဲဆိုရင်သမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာဆိုပြီးတော့သစ္စာ2ပါးနဲ့တန္တရာလဲမနေဘူးလားဒါကြောင့်တို့ယောဂီအပေါင်းသူတော်ကောင်းတို့သမုဒယသစ္စာကြောင့်ဘာသစ္စာဖြစ်တာပါလဲဒုက္ခသစ္စာကြောင့်ဟုတ်လားတို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟုတ်လားဘာဖြစ်တာလဲဆိုရင်သမုဒယသစ္စာတွေဖြစ်တယ်သမုဒယသစ္စာတွေကိုထက်လို့တော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဒုက္ခသစ္စာတွေထက်ပြီးတော့ရတယ်ဒါကြောင့်မလို့တို့ယောဂီအပေါင်းသူတော်ကောင်းတို့သမုဒယသစ္စာလောက်လိုက်ဒ
ဒုက္ခသစ္စာရလိုက်သမုဒယသစ္စာထပ်လုံးလိုက်ဒုက္ခသစ္စာထပ်ရလိုက်ဒါဤနဲ့ပဲတန္တရာလည်းမနေဘူးလားအဲဒါတို့ရကမှာသူတော်ကောင်းတော့ဟုတ်လားခန္ဓာရာအကြောင်းတွေလှုပ်လိုက်ခန္ဓာဆင်းရဲကြောင်းခန္ဓာဆင်းရဲကျိုးတွေရလိုက်ခန္ဓာရာအကြောင်းတွေလှုပ်လိုက်ခန္ဓာဆင်းရဲကျိုးတွေထည့်ရလိုက်နဲ့ဒါကြီးနဲ့ပဲတို့ယောဂီပေါင်းသူတော်ကောင်းဘာဖြစ်နေတာပါလဲတန္တရာလဲနေတာဒါကြောင့်မလို့တို့ယောဂီပေါင်းဆိုကြည့်လိုက်ပါဦးဝိုင်းကြီးပပဒူဝေဝေတန္တရာထဲမှာမျောလို့နေဒုက္ခသမုဒိယေဤနတ်ထွေခြာလဲဝိုင်းလို့နေဝိုင်းကြီးပပဒူဝေဝေတန္တရာထဲမှာမျောလို့နေဒုက္ခသမုဒိယေဤနတ်ထွေခြာလဲဝိုင်းလို့နေဟောတို့ယောဂီပေါင်းသူတော်ကောင်းတို့ငယ်ငယ်တော့ကဝမ်းကြီးပပဒူဝေဝေဆိုတော့မဆော့ခဲ့ဘူးလားဒီကဲတော့ငယ်ငယ်တော့ကဝမ်းကြီးပပဒူဝေဝေဆိုတော့ဆော့ပင်စော်ညာတော့လေဟုတ်လားဒီကနေ့တို့ယောဂီပေါင်းသူတော်ကောင်းတို့အသက်တွေကြီးလာတဲ့အခါတရားဘာဝနာရဲ့ကျင့်ကြံကြုတ်ကိုပွားများအားထုတ်နေတဲ့အခါဝမ်းကြီးပပဒူဝေဝေဆိုတာတခြားတွေဖြစ်နေတာလားကိုယ်တွေပဲဖြစ်နေတာလားတို့ယောဂီပေါင်းသူတော်ကောင်းတို့ဥစဉ်တို့ပဲဟောဒီဟုတ်လားစော်ဝိုင်းတဲ့မှာဘာဖြစ်နေတာလဲဝမ်းကြီးပပနဲ့ဟုတ်လားပြင်းနေရတာနော်ဒါကြောင့်မလို့တို့ယောဂီပေါင်းသူတော်ကောင်းတို့ကဟောဒီဟုတ်လားစော်ဝိုင်းထဲမှာဟုတ်လားပရိစ္ဆေသမုပ္ပါဟောဒီစော်ဝိုင်းထဲမှာခြားခြားမလဲခြင်းဘူးဆိုရင်တော့တို့ယောဂီပေါင်းသူတော်ကောင်းတို့ကဟုတ်လားနိဗ္ဗာန်တောင်ကန်းရောက်ရင်လေနေရခတ်တော့မိဝိုင်းရေနိဗ္ဗာန်တောင်ကန်းရောက်ရင်လေနေရခတ်တော့မိဝိုင်းရေဟောတို့ယောဂီပေါင်းသူတော်ကောင်းတို့ကနိဗ္ဗာန်တောင်ကန်းကိုရောက်သွားပြီဆိုရင်နေရခတ်တော့မိဝိုင်းတဲ့မိဝိုင်းဆိုတာတခြားကိုပြောတာမဟုတ်ပါဘူးမိဆိုတာမိမိရဲ့ခန္ဓာဝိုင်းဆိုတော့ဟောဒီတန္တရာထဲကနေဘာဖြစ်တာလဲလွတ်သွားပြီဟောဒီတန္တရာထဲကနေဟုတ်လားလွတ်သွားပြီဒါဆိုရင်တို့ယောဂီပေါင်းသူတို့ဟောဒီစဝိုင်းကြီးကဘာဖြစ်ရမှာလဲနေရခတ်တော့တဲ့နော်ဒါကြောင့်မလို့တို့ယောဂီပေါင်းသူတော်ကောင်းတို့ပရိစ္ဆေသမုပ္ပါစဝိုင်းနေတဲ့ထဲမှာအကွက်ဘယ်နှကွက်ရှိတာပါလဲအဲ့ဒီလေးကွက်ထဲမှာတိအကွက်ကအင်္ဂါဘယ်နှပါဘယ်သူတွေပါလဲဝိစာသင်္ခါရတို့ဖြစ်ပါသည်ဗျာအဝိဇ္ဇာနဲ့သင်္ခါရကိုသစ္စာဖွဲ့တော့ဘာသစ္စာနိကွက်ဓမ္မအင်္ဂါဘယ်နှပါဘယ်သူတွေပါလဲဝိညာဉ်နာယုကာလယရဏဟာတာဝေဒနာတို့ဖြစ်ပါသည်ဖျားနိကွက်တကခန္ဓာ၅ပါးကိုသစ္စာဖွဲ့တော့ဘာသစ္စာသုံးအကွက်မှာအင်္ဂါဘယ်နှပါဘယ်သူတွေပါလဲဥပါဒံကာမဘဝသုံးကွက်တကအင်္ဂါ၃ပါးကိုသစ္စာဖွဲ့တော့လေးကွက်တမှာအင်္ဂါဘယ်နှပါဘယ်သူတွေပါလဲသစ္စာဖွဲ့တော့ဒုက္ခသစ္စာဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ပရိစ္ဆေသမုပ္ပါစဝိုင်းနေတဲ့တော်ထဲမှာအင်္ဂါဘယ်နှပါရှိတာပါလဲ12ပါးအဲ့ဒီအင်္ဂါ12ပါးကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့သစ္စာအနေနဲ့ကြည့်ရင်ဘယ်နှပါးပဲတွေ့တာပါလဲဘာသစ္စာတွေတွေ့လဲဆိုရင်အကြောင်းသမုဒိယသစ္စာနဲ့အကျိုးဒုက္ခသစ္စာနှမျိုးပဲမတွေ့ရဘူးလားအကြောင်းသမုဒိယသစ္စာနဲ့အကျိုးဒုက္ခသစ္စာ
ဒါဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့အကြောင်းသမုဒယသစ္စာဆိုတဲ့ဟောဒီအဝိဇ္ဇာဆိုတာဘာသဘောရှိတာပါလဲဘာကိုမသိတာလဲဆိုရင်သစ္စာကိုမသိတာသစ္စာကိုမသိတော့မသိသလိုပြုလို့အထုတ်မှုသင်္ခါရတရားတွေမရှိတာလားရှိတယ်ဒါဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့မသိတာကပြုလို့အထုတ်တာကသစ္စာမသိဘဲနဲ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့တာလားလုပ်ခဲ့တာလားသစ္စာမသိဘဲနဲ့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာအဲ့ဒါတခြားလားသင်္ခါရတရားတွေလားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့မသိမှုကြောင့်ဟုတ်လားဒါနဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တော့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တော့ဘာရလဲဆိုရင်ခန္ဓာချမ်းသာဖို့ပဲရတယ်ဘာချမ်းသာဖို့ပဲရတယ်ဒါနဆိုတာတခြားလားခန္ဓာချမ်းသာတာလားခန္ဓာချမ်းသာပြီမဲ့လားအဲ့ဒီခန္ဓာကဥနာတိကနေလွတ်ရလားခန္ဓာကြီးဘလောက်ပဲချမ်းသာဒီခန္ဓာကြီးကိုဘလောက်ပဲပြုစုဘလောက်ပဲယူရွာဒါပေမဲ့အဲ့ခန္ဓာကြီးကချမ်းသာပြီမဲ့လေဥနာတိစင်းရဲကလွတ်ရလားဒီတိုင်းပဲတို့ယောဂီပေါင်းသူတော်ကောင်းတို့ကသစ္စာမသိဘဲနဲ့သီလဆိုတဲ့ကုသိုလ်ကောင်းမှုတွေပြုလို့အထောက်မှုမရှိခဲ့တာလားရှိခဲ့တာလားအဲ့ဒါတခြားလားသင်္ခါရတရားတွေလားသီလဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာဘာအတွက်လဲဆိုရင်ခန္ဓာကျမ်းမာဘူးဘာအတွက်ပါလဲဒီခန္ဓာကြီးကျမ်းမာဖို့အတွက်ဘလောက်ပဲသီလတွေစောင့်တည်ဘလောက်ပဲစောင့်တည်ထားအချိန်တန်တော့အိုနာတိစင်းရဲကိုကြော်နိုင်ရဲ့လားတို့ယောဂီပေါင်းသူတော်ကောင်းတို့သစ္စာမသိဘဲနဲ့ဟုတ်လားဇံကုသိုလ်တွေအားထုတ်တယ်ဇံကုသိုလ်တွေအားထုတ်တော့စိတ်ချမ်းသာမှုဇံနေရတော့ပေါ့ဒါပေမဲ့လည်းအဲ့ဒီဇံတွေကဘလောက်ပဲရထားအိုနာတိကိုလွန်ဆန်လို့ရရဲ့လားအဲ့ဒါဘာကြောင့်လဲဆိုရင်တဲ့သစ္စာမသိဘဲနဲ့လောက်ခဲ့တဲ့အလုပ်တွေမလို့ဘာအလုပ်တွေမလို့ပါပဲလေသစ္စာမသိဒိဋ္ဌိမကွာပဲနဲ့လောက်ခဲ့တဲ့အလုပ်တွေဒီကနေ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဟောဒီဓမ္မယုံနဲ့ကိုလာရောက်ပြီးတော့ခန္ဓာညာရောက်တရားတွေကိုကျင့်ကြံကြုတ်ကိုပွားများအထုတ်ကြတယ်ဆိုတာသစ္စာလည်းသိဖို့ဒိဋ္ဌိကိုလည်းဖြောဖို့ဒါကြောင့်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟလာအဝိဇ္ဇာသင်္ခါရဆိုတာတခြားတရားလားအတိတ်အကြောင်းသမုဒယသစ္စာတွေလားအတိတ်အကြောင်းသမုဒယသစ္စာတွေကြောင့်ပစ္စုပန်အကျိုးဒုက္ခသစ္စာတွေမရတာလားရတာလားပစ္စုပန်အကျိုးဒုက္ခသစ္စာတွေကဘယ်သူတွေပါလဲဆိုရင်ဝိညာဏ်နာယောသာလာယရဏဖာတာဝေဒနာဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့အတိတ်တုန်းကလောက်ခဲ့တဲ့သမုဒယသစ္စာကြောင့်တို့ယောဂီအပေါင်းသူတော်ကောင်းတို့နေ့ကွက်တည်းမှာတခြားရနေတာလားခန္ဓာရနေတာလားရလာတဲ့ခန္ဓာကလည်းဘာသစ္စာပါလဲဒုက္ခသစ္စာတဲ့ဆင်းရဲတဲ့ခန္ဓာတွေရနေတယ်ဘယ်လိုခန္ဓာတွေရနေလဲဆိုဆင်းရဲနေတဲ့ခန္ဓာဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ဥစဉ်တို့ရထားတဲ့ဟောဒီခန္ဓာကြီးကိုကြည့်အောင်ဟောဒီခန္ဓာကြီးဆိုတာတဲ့ချွေးတွေတလိပ်တွေပီတွေကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးဘာတွေနဲ့ပြည့်နေတာလဲဆိုရင်ချွေးတွေတလိပ်တွေပီတွေကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးစဉ်းစားကြည့်ပေါ့ချွေးတွေတလိပ်တွေပီတွေကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်ပြီးတော့လုံးပတ်ပြီးတော့နေတဲ့ခန္ဓာကိုယ်ကြီးကตาရစရာရှိရဲ့လားနှစ်သက်စရာရှိရဲ့လားမလောက်စရာရှိရဲ့လားမလောက်စရာတကွက်မှမရှိဘူးဒါပေမဲ့လည်းမလောက်စရာတကွက်မှမရှိပေမဲ့လည်းတို့ယောဂီအပေါင်းသူတော်ကောင်းတို့ကမဲ့တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကမဲ့ချက်ကတော့ကန်းကုန်ပဲဒါကြီးကိုမရရင်မစားနိုင်မတောက်နိုင်မအိပ်နိုင်အဲ့ဒါဘာသဘောလဲဆိုရင်သစ္စာကိုမသိလို့ဘာကိုမသိတာပါလဲစဉ်းစားကြည့်ပေါ့ချွေးတွေတလိပ်တွေပီတွေကျင်ကြီးကြည်ငယ်တွေဒီခန္ဓာကိုယ်ကြီးကနေထွက်လာတာတို့ယောဂီအပေါင်းသူတော်ကောင်းတို့အာယုံပြုကြည့်ပေါ့
မိမိရဲ့ခန္ဓာကိုယ်မှာဘာတွေရှိလဲရွှေတွေငွေတွေရှိရဲ့လားမရှိဘူးချွေးတွေတလိပ်တွေပဲရှိတာနော်တကယ်အဲ့ဒီချွေးတွေတလိပ်တွေကလည်းနှစ်သက်စရာရှိရဲ့လားနှစ်သက်စရာမရှိဘူးနှစ်သက်စရာရှိရင်တော့တို့ယောဂီပေါင်းသူတော်ကောင်းတို့ကထုတ်ပိုးပြီးတော့ထားမှာပေါ့ထုတ်ပိုးပြီးတော့မထားဘူးဘာဖြစ်လို့လဲဆိုရင်နှစ်သက်စရာတကွက်မှမရှိလို့ဒါကြောင့်မလို့တို့ယောဂီပေါင်းသူတော်ကောင်းတို့ကဒီသဘောကိုခန္ဓာရဲ့သဘောကိုနားလည်ရမယ်တဲ့အဲ့ဒီခန္ဓာရဲ့သဘောကိုနားလည်အောင်တဲ့တို့ယောဂီပေါင်းသူတော်ကောင်းတို့စလုံးလေးနှလုံးနဲ့ပြောရမယ်ဆိုရင်တဲ့စလုံးလေးဘယ်နှလုံးနဲ့ပါလေအဲ့ဒါပါလဲဆိုရင်ဒုခခန္ဓာရဲ့သဘောကဘာပါလဲဒုခဒုဆိုတာဆက်ဆုပ်เสียယွန်เสียခဆိုတာအသုံးမကျတာဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့စဉ်းစားကြည့်ပေါ့မိမိတို့တွေရထားတဲ့ဟောဒီခန္ဓာကြီးကဆက်ဆုပ်เสียယွန်เสียတွေနဲ့ပဲအတိပြည့်နေတယ်နောက်ဆုံးကတော့ဗာလဲအသုံးကလည်းမကြဘူးတို့ယောဂီပေါင်းသူတော်ကောင်းတို့အသုံးကြရဲ့လားကျက်တွေဝက်တွေသေရင်တော့မှတို့ယောဂီအပေါင်းသူတော်ကောင်းတို့အသုံးကြသေးတယ်ကျက်တွေဝက်တွေသေရင်တော့မှတို့ယောဂီအပေါင်းသူတော်ကောင်းတို့ကုသိုလ်ရှင်အလို့ရှင်တွေနဲ့နေ့တိုင်းလူထားတယ်ကျက်တွေဝက်တွေအားရပါရမစားကြဘူးလားမြင်မြင်ရှက်ရှက်မစားကြဘူးလားဒီနေ့စားလို့မကုန်သေးရင်အဲ့ဒီကျက်တွေဝက်တွေကိုရေခဲတက်တာထဲမှာမလုပ်ထားသေးတာလဲသိမ်းထားသေးတာနောက်တည့်ရဲ့စားအောင်မယ်ဆိုပြီးတော့မသိမ်းကြဘူးလားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့မိမိတို့ရထားလိုက်တော့ဟောဒီခန္ဓာကြီးကိုလည်းစဉ်းစားကြည့်ဖို့ဆက်ဆုပ်เสียအလွန်ကောင်းတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့ဘယ်နေရက်ထားရဲ့လဲ3ရက်ဆိုတာလွန်ကဲကဲအရက်ကောင်းလို့အလောင်းလာနေတာတို့ယောဂီပေါင်းသူတော်ကောင်းတို့ဟုတ်လားလူအမြင်ကောင်းအောင်3ရက်ထားတာတက်နိုင်ဒီကနေ့ဒီကနေ့ချကျင်တာမသေးခင်သာလင်ချစ်နေတာသေရင်တော့ပြစ်ပြီတရက်ကလေးတော့မှထားကျင်ကြတာမဟုတ်ဘူးထားရင်တော့မှကျေးဇူးတရားရှိလို့ဘာရှိလို့လဲကျေးဇူးတရားမရှိရင်သွားတော့တန်တိဒုက္ခသွားတော့ဥကြောသူဒါတွေနဲ့ဘာဖြစ်နေတာလဲလဲနေရတာတို့ယောဂီပေါင်းသူတော်ကောင်းတို့ရဲ့ခန္ဓာတွေကလည်းဒီတိုင်းပဲလဲနေရတာဒါကြောင့်မလို့ဟုတ်လားဒီခန္ဓာကြီးကဒုဆက်ဆုပ်เสียယွန်เสียခအသုံးမကြတာဒါကြောင့်မလို့လိုက်ဆိုကြည့်စမ်းပါဆက်ဆုပ်เสียအသုံးမကြတာတို့ရထားတဲ့ခန္ဓာပါဆက်ဆုပ်เสียအသုံးမကြတာတို့ရထားတဲ့ခန္ဓာပါဆိုကြည့်ပါဦးဆက်ဆုပ်เสียအသုံးမကြတာတို့ရထားတဲ့ခန္ဓာတခြားဖြစ်နေလို့လားဒုက္ခသစ္စာဖြစ်နေလို့လားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ဒုက္ခသစ္စာနဲ့ဖြစ်နေတဲ့ဒီခန္ဓာကြီးကိုလိုချင်အောင်မလားမလိုချင်ဘူးဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ဟုတ်လားပရိသန္တိအခါမှာအကျိုးခန္ဓာတွေဖြစ်လာသလိုပဝတိခါမှာရောအကျိုးခန္ဓာတွေမဖြစ်တာလားဖြစ်တာလားပဝတိခန္ဓာပဝတိအကျိုးခန္ဓာတွေဖြစ်လာတဲ့အချိန်ကျမှခန္ဓာဆက်ခန္ဓာမှန်တွေမရှိတာလားရှိတာလားခန္ဓာဆက်ခန္ဓာမှန်ပေါ်ရာဌာနဗဏ္ဍဌာနရှိတာပါလေဘယ်သူတွေပါလဲမျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်ရှားအကြည့်
ကိုယ်အကြည်စိတ်တို့ဖြစ်ပါသည်ဖျားအဲ့ဒါတခြားလားအခန္ဓာတွေလားအခန္ဓာတွေရှိတော့အတိုက်ဓာတ်တွေမရှိတာလားရှိတာလားအတိုက်ဓာတ်တွေကဘယ်သူတွေပါလဲအတန်အဲ့ဒါတခြားလားအတိုက်ဓာတ်တွေလားအခန္ဓာရဲ့အတိုက်ဓာတ်ရဲ့ပေါင်းတော့တို့ယောဂီပေါင်းသူတော်ကောင်းတော့အပွင့်ဓာတ်တွေမပွင့်တာလားပွင့်တာလားအဲ့ဒီအပွင့်ဓာတ်တွေကဘယ်သူတွေပါလဲအခန္ဓာရဲ့အတိုက်ဓာတ်ရဲ့အပွင့်ဓာတ်ရဲ့ပေါင်းစုံတာကတခြားလို့ခေါ်တာလားဖတ်တာလို့ခေါ်တာလားဖတ်တာကြောင့်တခြားဖြစ်တာလားဝေဒနာဖြစ်တာပါလားအဲ့ဒါတခြားလားပစ္စုပန်ခန္ဓာတွေလားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ပစ္စုပန်မြင်စိတ်ခန္ဓာဘယ်နှပါးရှိတာ၅ပါးရှိတယ်အဲ့ဒီပစ္စုပန်မြင်စိတ်ခန္ဓာ၅ပါးကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့ကသတိထားဝိရိယစိုက်ဉာဏ်နဲ့ကြည့်ရမယ်အကဲတို့ယောဂီပေါင်းသူတော်ကောင်းတို့ကသတိထားဝိရိယစိုက်ဉာဏ်နဲ့မကြည့်ဘူးဆိုရင်တဲ့အစင်းမျက်စိအကြည်ဓာတ်နဲ့အစင်းနဲ့တိုက်တော့ဘာစိတ်ပေါ်တာပါလဲမြင်စိတ်ကလေးပေါ်လာပြီမြင်စိတ်ကလေးပေါ်လာတော့သတိကမကတ်သတိမကတ်တော့မြင်စိတ်လေးမှာဘာပဲပေါ်လာတဲ့အရာကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့လာတာမြင်ရင်လာတယ်အဲ့ဒီလာတဲ့အရာကိုဆွဲလန်းပြီးတော့တဏှာတွေမဖြစ်တာလားဖြစ်တာလားဖြစ်ပါဘူးတဏှာတွေဖြစ်တော့ဥပါဒံတွေမဖြစ်တာလားဖြစ်တာလားဥပါဒံတွေဖြစ်တော့ကာမဘဝတွေမဖြစ်တာလားဖြစ်တာလားအဲ့ဒါတခြားကြောင့်ဖြစ်တာလားမြင်စိတ်ခန္ဓာ၅ပါးပါမှာမြင်စိတ်ခန္ဓာ၅ပါးပေါ်မှာသတိထားဝိရိယဆိုင်ဉာဏ်နဲ့မကြည့်လို့လားဒီတိုင်းပဲတို့ယောဂီအပေါင်းသူတော်ကောင်းတို့ဈာစိတ်ခန္ဓာမှာဈာစိတ်ကလေးပေါ်လာရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကသတိထားဝိရိယဆိုင်ဉာဏ်နဲ့မကြည့်ဘူးဆိုရင်ตาရစရာနှစ်သက်စရာအတန်လေးကိုကြားတာနဲ့တို့ယောဂီပေါင်းသူတော်ကောင်းတို့တဏှာမဖြစ်မှာလားဖြစ်မှာလားတဏှာဖြစ်တော့ဥပါဒံတွေမဖြစ်မှာလားဖြစ်မှာလားဥပါဒံတွေဖြစ်တော့ကာမဘဝတွေမဖြစ်မှာလားဖြစ်မှာလားဒီတိုင်းပဲတို့ယောဂီပေါင်းသူတော်ကောင်းတို့နန်းစိတ်ကလေးပေါ်လာရင်စားစိတ်ကလေးပေါ်လာရင်တွေ့တိစိတ်ကလေးပေါ်လာရင်တွေ့တော့စိတ်ကလေးပေါ်လာရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကသတိထားဝိရိယဆိုင်ဉာဏ်နဲ့မကြည့်ဘူးဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့တခြားတွေဖြစ်မှာလားသမုဒိယသစ္စာတွေပေါက်ဖွားလာမှာလားအဲ့ဒီသမုဒိယသစ္စာတွေပေါက်ဖွားလာပြီဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကတခြားရမှာလားဒုက္ခသစ္စာတွေပဲပြန်ရမှာလားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့အတိတ်ကသမုဒိယသစ္စာကြောင့်ပစ္စုပန်မှာအကျိုးဒုက္ခသစ္စာတွေရပြီအဲ့ဒီပစ္စုပန်မှာပဲသတိထားဝိရိယဆိုင်ဉာဏ်နဲ့မကြည့်တော့ခန္ဓာကိုသမုဒိယသစ္စာတွေပြန်ပြီးတော့ပေါက်ဖွားတာလားပေါက်ဖွားလာတာအဲ့ဒီသမုဒိယသစ္စာတွေပေါက်ဖွားလာတော့နောက်မှာဘာဒုက္ခရလဲဆိုရင်ခန္ဓာဒုက္ခတွေရလာတယ်ဘာဒုက္ခတွေရလာပါလဲအဲ့ဒီခန္ဓာဒုက္ခတွေရလာသည်အားလျော်ဆိုအဲ့ဒီခန္ဓာပေါ်မှာမိတင်းပြီးတော့ဖြစ်နေတဲ့အိုခြင်းနာခြင်းသိခြင်းတရားတွေရောမဖြစ်တာလားဖြစ်တာလားအဲ့ဒါတခြားလားခန္ဓာဒုက္ခလားခန္ဓာဒုက္ခဒါကြောင့်မလို့တို့ယောဂီပေါင်းသူတော်ကောင်းတို့ဆက်စုပ်စရာအလွန်ကောင်းတဲ့ချွေးတွေတလိပ်တွေပီတွေကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတဲ့ဒီခန္ဓာကြီးကိုလိုချင်အောင်မလားမလိုချင်ဘူးဒါပေမဲ့လည်းတို့ယောဂီပေါင်းသူတော်ကောင်းတို့သတိထားဝိရိယဆိုင်ဉာဏ်နဲ့မကြည့်တော့ဒီခန္ဓာကြီးကိုဘာဖြစ်နေတာလဲလိုချင်တဲ့တတ်မှတ်တဲ့စွမ်းလန်းနေပြီဒီတရားတွေနဲ့ပဲတို့ယောဂီပေါင်းသူတော်ကောင်းတို့ဟုတ်လားသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနဲ့ပဲတို့ယောဂီပေါင်းသူတော်ကောင်းတို့တန္တရာလဲမနေရဘူးလားတန္တရာလဲနေရတယ်ခန္ဓာတန္တရာလဲနေရတယ်ဒါကြောင့်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကခန္ဓာတန္တရာတွေကနေလွတ်ချင်ပါတယ်ဘယ်တန္တရာတွေကနေလွတ်ချင်တာပါလဲခန္ဓာတန္တရာတွေကနေလွတ်ချင်တယ်တန္တရာအလဲပြတ်ချင်တယ်နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့က
တခြားကိုကြည့်ရမှာလားပစ္စုပန်ခန္ဓာကိုကြည့်ရမှာလားတခြားနဲ့ကြည့်ရမှာလားမဂ္ဂသစ္စာနဲ့ကြည့်ရမှာလားမဂ္ဂသစ္စာနဲ့ကြည့်လိုက်တော့ဒီခန္ဓာကြီးကလိုချင်စရာရှိရဲ့လားလိုချင်စရာနှစ်သက်စရာမရှိဘူးဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့တန္တရာလဲခြင်းတဲ့တန္တရာပြတ်ခြင်းတဲ့နိဗ္ဗာန်ရောက်ခြင်းတဲ့ဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကတခြားကိုတက်ရမှာလားအကြောင်းသမုဒိယတွေကိုတက်ရမှာလားအဲ့ဒီအကြောင်းသမုဒိယလည်းတခြားလားပစ္စုပန်အကြောင်းသမုဒိယသစ္စာတွေလားဟာဒီပစ္စုပန်အကြောင်းသမုဒိယသစ္စာကိုတက်မဲ့ဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကတခြားကိုကြည့်ရမှာလားခန္ဓာကိုကြည့်ရမှာလားတို့ယောဂီပေါင်းသူတော်ကောင်းတို့ခန္ဓာကိုကြည့်လိုက်တော့ဟောဒီခန္ဓာမှာတလယတနာဆိုတာမရှိတာလားရှိတာလားတလယတနာဆိုတာတခြားလားတန္တရာလေချောင်းတွေလားအဲ့ဒီတန္တရာလေချောင်းကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့ကတခြားနဲ့ဖြစ်ရမှာလားမဂ္ဂသစ္စာနဲ့ဖြစ်ရမှာလားမဂ္ဂသစ္စာနဲ့ဖြစ်ရမယ်မဂ္ဂသစ္စာနဲ့ဖြစ်ရမယ်ဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့မြင်စိတ်ခန္ဓာလေးမရှိတာလားရှိတာလားအဲ့ဒီမြင်စိတ်ခန္ဓာလေးမှာတို့ယောဂီပေါင်းသူတော်ကောင်းတို့မျက်စိအကြည်ဓာတ်ဆိုတာမရှိတာလားရှိတာလားမျက်စိအကြည်ဓာတ်လေးပေါ်လာရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကသတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်လိုက်တော့မျက်စိအကြည်ဓာတ်ဆိုတာဖြစ်ပြီးတော့မပြတ်တာလားပြတ်တာလားဖြစ်ပြကဘာသစ္စာဒုက္ခကိုဒုက္ခသစ္စာလို့မြင်လိုက်တော့သမုဒိယသစ္စာဖြစ်နိုင်ဦးမလားအစင်းလေးပေါ်လာရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကအဲ့ဒီအစင်းလေးကိုသတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်လိုက်တော့အဲ့ဒီအစင်းလေးကလည်းဖြစ်ပြအစင်းလေးရပါလေအစင်းလေးကဖြစ်ပြလို့တို့ယောဂီပေါင်းသူတော်ကောင်းတို့မဂ္ဂသစ္စာနဲ့မြင်လိုက်တော့သမုဒိယသစ္စာတွေဖြစ်အောင်မလားမျက်စိအကြည်တက်ရဲ့အစင်းရဲ့မြင်စိတ်ရဲ့မြင်စိတ်ကလေးပေါ်လာရင်လည်းတို့ယောဂီပေါင်းသူတော်ကောင်းတို့ကသတိထားဝိရိယဆိုင်ဉာဏ်နဲ့မကြည့်ရမှာလားကြည့်ရမှာလားသတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်လိုက်တော့မြင်စိတ်ဆိုတာလည်းဖြစ်ပြီးတော့ဖြစ်ပြီးတော့ပါလေဖြစ်ပြကဘာသစ္စာမြင်စိတ်လည်းဖြစ်ပြဆိုတော့အဲ့ဒီဖြစ်ပြလေးကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့ကမြင်သွားပြီဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့သမုဒိယသစ္စာတွေဖြစ်အောင်မလားအဖတ်တာပေါ်မှာလည်းဒီတိုင်းပဲဝေဒနာလေးပေါ်လာရင်လည်းတို့ယောဂီပေါင်းသူတော်ကောင်းတယ်ပေါ်လာတဲ့ဝေဒနာပေါ်မှာตายရမှာလားမตายရဘူးတဲ့ပေါ်လာတဲ့ဝေဒနာကိုအဲ့ဝေဒနာကိုတို့ယောဂီပေါင်းသူတော်ကောင်းတို့ကမဂ္ဂသစ္စာနဲ့သတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်လိုက်တော့ဝေဒနာလေးကလည်းဖြစ်ဝေဒနာလေးကလည်းဖြစ်ပြကဘာသစ္စာဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲလို့မြင်လိုက်တော့သမုဒိယသစ္စာတွေဖြစ်အောင်မလားမဖြစ်တော့ဘူးဒါကြောင့်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟုတ်လားနာမ်စိတ်ကြားစိတ်ခန္ဓာမြင်စိတ်ခန္ဓာကြားစိတ်ခန္ဓာနာမ်စိတ်ခန္ဓာတွေ့တိစိတ်ခန္ဓာတွေ့တော့စိတ်ခန္ဓာလေးပေါ်မှာလေတို့ယောဂီပေါင်းသူတော်ကောင်းတို့ပေါ်လာတိုင်းဘာနဲ့ကြည့်ရမှာပါလဲဉာဏ်နဲ့ကြည့်ရမယ်ဘယ်လိုကြည့်ရမလဲဆိုရင်သတိထားဝိရိယဆိုင်ဉာဏ်နဲ့ကြည့်လိုက်တော့ဖြစ်ပြဉာဏ်နဲ့ကြည့်လိုက်တော့ဖြစ်ပြကဘာသစ္စာဒုက္ခသစ္စာဖြစ်တော့သမုဒိယသစ္စာတွေမချုပ်သွားတာလားချုပ်သွားတာလားသမုဒိယသစ္စာချုပ်ပြီဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ဇာတိခန္ဓာတွေရနိုင်အောင်မလားဇာတိခန္ဓာမရဘူးဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့အိုခြင်းတရားနာခြင်းတရားသိခြင်းတရားတွေမှာလွတ်မသွားဘူးလားဩနာသေးမှာလွတ်သွားပြီတို့ယောဂီအပေါင်းသူတော်ကောင်းတို့အဲ့ဒီဩနာသေးမှာလွတ်သွားပြီဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ကဟာလားတခြားကိုမြင်သွားလို့လားပစ္စုပန်ခန္ဓာကိုဖြစ်ပြမြင်သွားလို့လားပစ္စုပန်ခန္ဓာကိုဖြစ်ပြလို့မြင်လိုက်တော့ဒုဆိုတဲ့ဆက်စုပ်ဆရာလေးကိုမြင်သွားပြီခါဆိုတဲ့အသုံးမကျတဲ့ဒီခန္ဓာကြီးကိုမြင်သွားပြီဆိုရင်လိုချင်အောင်မလားမလိုချင်ဘူးဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့အဝိဇ္ဇာဆိုတဲ့သမုဒိယသစ္စာမချုပ်တာလားချုပ်တာလားအဝိဇ္ဇာသမုဒိယသစ္စာချုပ်တယ်လို့သင်္ခါရဆိုတဲ့သမုဒိယသစ္စာတွေရောမချုပ်တာလားချုပ်တာလားအဲ့ဒါတခြားလားအတိတ်အကြောင်းသမုဒိယသစ္စာတွေလားအတိတ်အကြောင်းသမုဒိယသစ္စာတွေချုပ်တယ်လို့ပ
ပစ္စုပန်အကျိုးဒုက္ခသစ္စာတွေရောမချုပ်တာလားချုပ်တာလားပစ္စုပန်အကျိုးဒုက္ခသစ္စာကဘယ်သူတွေပါလဲပစ္စုပန်အကျိုးဒုက္ခသစ္စာတွေချုပ်ပြီးဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့အကြောင်းပစ္စုပန်အကြောင်းသမုဒိယသစ္စာတွေရောမချုပ်တာလားချုပ်တာလားဘယ်သူတွေပါလဲအကြောင်းသမုဒိယသစ္စာတွေချုပ်ပြီးဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဇာတိခန္ဓာတွေရနိုင်အောင်မလားဇာတိခန္ဓာတွေမရဘူးဇာတိတွေဘာဖြစ်သွားပြီလဲချုပ်သွားပြီဇာတိချုပ်တော့စရမရဏတွေကမချုပ်တာလားချုပ်တာလားအဲ့ဒါတခြားကြောင့်ချုပ်တာလားတို့ယောဂီအပေါင်းသူတော်ကောင်းတို့အတိတ်အကြောင်းသမုဒိယသစ္စာတွေမချုပ်လို့လားချုပ်လို့လားအတိတ်အကြောင်းသမုဒိယသစ္စာတွေချုပ်တော့ပစ္စုပန်အကျိုးဒုက္ခသစ္စာတွေမချုပ်တာလားချုပ်တာလားပစ္စုပန်အကျိုးဒုက္ခသစ္စာတွေချုပ်တော့ပစ္စုပန်အကြောင်းသမုဒိယတွေမချုပ်တာလားချုပ်တာလားပစ္စုပန်အကြောင်းသမုဒိယတွေသစ္စာတွေချုပ်တော့အနာဂတ်အကျိုးဒုက္ခသစ္စာတွေချုပ်မသွားတာလားချုပ်သွားတာလားအဲ့တခြားနည်းနဲ့ချုပ်သွားတာလားသစ္စာနှစ်ခုနည်းနဲ့ချုပ်သွားတာလားဒါဆိုတို့ယောဂီအပေါင်းသူတော်ကောင်းတို့ဒီကနေ့သစ္စာနှစ်ခုနည်းနဲ့တန်ត្រာတွေအလဲရက်မသွားဘူးလားတန်ត្រာအလဲရက်သွားပြီအဲ့ဒီတန်ត្រာအလဲရက်သွားတာဒီတခြားလားသမုဒိယတွေသိမ်းသွားလို့လားသမုဒိယတွေသိမ်းတော့ဒုက္ခတွေငြိမ်းမသွားဘူးလားအဲ့ဒါဘသူရဲ့အလိုဘသူရဲ့အကြိုက်ဘုရားရှင်ရဲ့အကြိုက်ဒါဆိုတို့ယောဂီအပေါင်းသူတော်ကောင်းတို့မြတ်ဗုဒ္ဓရဲ့အလိုမြတ်ဗုဒ္ဓရဲ့အကြိုက်တို့ယောဂီအပေါင်းသူတော်ကောင်းတို့သစ္စာမဆက်ရမှာလားဆက်ရမှာလားတို့ယောဂီအပေါင်းမြတ်ဗုဒ္ဓရဲ့အလိုမြတ်ဗုဒ္ဓရဲ့အကြိုက်သစ္စာဆက်ရမယ်ဆိုရင်တို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟောဒီခန္ဓာ၅ပါးကိုသစ္စာအမြင်နဲ့သုံးသပ်ကြည့်လိုက်တော့ခန္ဓာ၅ပါးဆိုတာတခြားလားဖြစ်ပြလားရှုရဉာဏ်ကမဂ္ဂသစ္စာခန္ဓာ၅ပါးယုံနာနှစ်ပါးဖြစ်ပြကဘာသစ္စာရှုရမြင်တဲ့ဉာဏ်ကဘာသစ္စာအကြောင်းသမုဒိယသစ္စာမှန်သမျှသိသွားတာကဘာသစ္စာအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဆိုတဲ့အကြောင်းသမုဒိယတွေမသိသွားတာလားသိသွားတာလားအကြောင်းသမုဒိယတွေသိသွားပြီဆိုရင်ဇာတိဇရာဆိုတဲ့ခန္ဓာကြီးတွေချုပ်သွားတော့တခြားလားនិရောဓသစ္စာလားတို့ယောဂီပေါင်းသူတော်ကောင်းတို့ပြန်ပြီးတော့ပြောကြည့်ရအောင်ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုသစ္စာအမြင်နဲ့ကြည့်လိုက်တော့ခန္ဓာ၅ပါးယုံနာနှစ်ပါးဆိုတာတခြားလားဖြစ်ပြလားခန္ဓာ၅ပါးယုံနာနှစ်ပါးဖြစ်ပြကဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကဘာသစ္စာသိသွားတာကဘာသစ္စာခန္ဓာဇတ်သိငြိမ်းသွားတာကဘာသစ္စာအဲ့ဒါတခြားလားနိဗ္ဗာန်လားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ဒီကနေ့သစ္စာနှစ်ခုနီးနဲ့ဟောလိုက်တာသမုဒိယတွေသိမ့်မသွားဘူးလားဒုက္ခတွေငြိမ်းမသွားဘူးလားဒါဆိုရင်တို့ယောဂီပေါင်းသူတော်ကောင်းတို့သစ္စာနှစ်ခုနီးနဲ့တန်ត្រာလည်းအလဲရက်သွားပြီတန်ត្រာလည်းပြတ်သွားပြီတို့ယောဂီပေါင်းသူတော်ကောင်းတို့လိုချင်တဲ့နိဗ္ဗာန်လည်းရမသွားဘူးလားရသွားအောင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကဆက်လက်ပြီးတော့မလုပ်ရမလဲခန္ဓာဉာဏ်ရောက်တရားတွေကိုကျင့်ကြံကြုတ်ကိုပွားများအထောက်ကြပါလို့ပြောကြရင်းနဲ့သစ္စာလေးချက်လဲစိုက်အချိန်လဲကိုက်လို့တာရုသုံးချိန်ခေါ်တော်ကြပါအောင်စို့